Bismillahirrahmanirrahim. Anas bin Malik radiyallahu ta'ala anha ရှင်ပြန်တမန်တော်မြတ် sallallahu alaihi wasallam မိတ်ကြတော်မူတယ်အလ္လာဟ်ရှင်မြတ်ကမြေကြီးကိုဖန်ဆင်းလိုက်တဲ့အခါကျတော့မြေကြီးကလှုပ်ရှားနေဒါနဲ့အလ္လာဟ်ရှင်မြတ်ကတောင်တွေကိုဖန်ဆင်းတော်မူလိုက်အဲ့ဒီတောင်တွေကမြေကြီးကိုထိန်းထားလိုက်တယ်အဲ့တော့မြေကြီးရဲ့လှုပ်ရှားမှုရပ်သွားဖီရစ်တာတွေကတောင်တွေရဲ့ကြမ်းခိုင်မှုကိုတွေ့မြင်ပြီးတဲ့နောက်ပိုင်းမှာအံ့ဩပြီးတော့မှအလ္လာဟ်ရှင်မြတ်ထံမှာမေးလျှောက်ယာဘာရီတာအလာမခလုကတွေအထဲထဲမှာတောင်တွေထက်ကိုပို့ပြီးတော့ကြမ်းခိုင်မှုရှိတဲ့အင်အားရှိတဲ့အရာရှိလားအလ္လာဟ်ရှင်မြတ်ကမိတ်ကြတော်မူတယ်ရှိတဲ့တောင်တွေထက်ကိုအင်အားကြီးသောအရာကတန်ဖြစ်တယ်ဖီရစ်တာတွေကအလ္လာဟ်ရှင်မြတ်ကိုပြန်ပြီးတော့မေးမြန်းလျှောက်ထားတဲ့တန်ထက်ကိုအင်အားကြီးသောအရာကိုရှိလားအလ္လာဟ်ရှင်မြတ်ကမိတ်ကြတော်မူတယ်ရှိတဲ့တန်ထက်ကိုအင်အားကြီးသောအရာကမီးဖြစ်တယ်ဖီရစ်တာတွေကထပ်မံလျှောက်ထားတဲ့ယာအလ္လာမီးထက်ကိုအင်အားကြီးတဲ့အရာကိုရှိလားအလ္လာဟ်ရှင်မြတ်ကပြန်လည်ပြီးတော့အမိန့်ရှိတော်မူတဲ့ရှိတယ်မီးထက်ကိုအင်အားကြီးသောအရာကရေဖြစ်တယ်ဖီရစ်တာတွေကထပ်ပြီးတော့မေးမြန်းတယ်ရေထက်ကိုအင်အားကြီးတဲ့အရာရှိလားအလ္လာဟ်ရှင်မြတ်ကပြန်လည်ပြီးတော့အမိန့်ရှိတော်မူတဲ့ရေထက်ကိုအင်အားကြီးတဲ့အရာရှိတယ်အဲ့ဒါကလေဖြစ်ဖီရစ်တာတွေကမေးမြန်းလျှောက်ထားတယ်လေထက်ကိုအင်အားကြီးတဲ့အရာကိုရှိလားအလ္လာဟ်တာလာပြန်ပြီးတော့မိတ်ကြတော်မူတဲ့လေထက်ကိုအင်အားကြီးသောအရာရှိအဲ့ဒီအရာကဘာလဲဆိုတော့လူသားတဦးတစ်ယောက်ကလှူဒန်းလိုက်တဲ့အလူဒါနဖြစ်ဘလို့ပုံစံနဲ့လှူဒန်းလိုက်တဲ့ဆိုရင်ညာဘက်ကလှူလိုက်တာကိုဘယ်ဘက်ကမသိလိုက်အဲ့ဒီလူသားရဲ့ဆဒကာလူဒန်းခြင်းဟာလေချက်ကိုအင်အားကြီးသောအရာဖြစ်ဒီဟာကတော့တိရမီဇီချန်ရဲ့ကီတာဘေတဖ်စီရ်ကုရ်အာန်အဲ့ဒီအခန်းမှာပါရှိထားတဲ့ဟဒီသ်နံပါတ်3369ဖြစ်ပါ